မကြရင်เจ้าနေဖွင့်တော့မှာဆိုတော့တသားတို့မမီတို့နဲ့အတူတူဖေဖေမေမေတို့ရောစိတ်လှုပ်ရှားနေကြပြီလားမမေတို့ရင်ဝင်ကနေပြီးတော့ပတ်ဝန်းကျင်အသစ်ဖြစ်တဲ့အကြောင်းကိုပထမအုံဆုံးသွားမယ်သားတို့သမီးတို့အတွက်ဘာတွေပြင်ဆင်ပြီးပြီလဲဒါဆိုရင်တော့ကလေးလေးတွေမဖြစ်မနေကြုံတွေ့ရမယ့်အခြေအနေလေးတစ်ခုကတော့ separation anxiety ပဲဖြစ်ပါတယ်။ဘာကြောင့် separation anxiety ဖြစ်တာလဲဒါကတော့သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ခံစားချက်တစ်ခုပဲဖြစ်ပါတယ်။ကျမတို့ကလေးငယ်လေးတွေကပထမအုံဆုံးအနေနဲ့မိဘရင်ဝင်ကနေပတ်ဝန်းကျင်အသစ်မှာမရင်းနှီးသေးတဲ့သူတွေနဲ့တွေ့ဆုံရတဲ့အခါမှာသဘာဝအလျောက်ဖြစ်ပေါ်လာတဲ့စိတ်မလုံခြုံမှုပဲဖြစ်ပါတယ်။သူတို့လေးတွေရဲ့ခံစားချက်တွေကိုထုတ်ဖော်ပြပြဖို့အတွက်ဘာသာစကားဖွံ့ဖြိုးမှုကလည်းလုံလောက်မှုရှိသေးပါဘူး။ဒါကြောင့်မိဘတွေသိထားရမယ့်အချက်တွေကနံပါတ်1ကျောင်းမတက်ခင်ကျောင်းကိုအလဲခေါ်သွားပေးပါမိဘများအနေနဲ့ရွေးချယ်ထားပြီးဖြစ်တဲ့အကြောင်းကိုကလေးနဲ့အတူတူကြောက်မတက်ခင်အလဲခေါ်သွားပေးဖို့လိုအပ်ပါတယ်။ဒီလိုခေါ်သွားခြင်းအပြင်ကလေးငယ်ကဆရာမစာသင်ခန်းကျောင်းပတ်ဝန်းကျင်ကိုကြိုတင်သိရှိသွားမှာပဲဖြစ်ပါတယ်။နံပါတ်2ယုံကြည်မှုမိဘတွေကိုယ်တိုင်ကစိုးရိမ်ပူပန်မှုတွေအများမများပဲကိုယ့်ရဲ့ကလေးလေးကကျောင်းမှာတဖြည်းဖြည်းချင်းအဆင်ပြေသွားမယ်ဆိုတာကိုယုံကြည်ထားပေးဖို့အတွက်လိုအပ်ပါတယ်။နံပါတ်3တေချာနှုတ်ဆက်ပါကလေးလေးကိုကျောင်းပို့ပြီးသွားတဲ့အခါမှာမိမိပြန်လာကြိုးမယ်ဆိုတဲ့အကြောင်းလေးကိုတေချာလေးပြောပြပြီးနှုတ်ဆက်ပေးဖို့လိုအပ်ပါတယ်ဒီလိုမှမဟုတ်ပဲချောင်းကြည့်နေတာနှုတ်ဆက်တာကြာနေတဲ့အခါမျိုးတွေမှာကလေးကလည်းကျောင်းမှာတဖြည်းဖြည်းချင်းအဆင်ပြေသွားဖို့အတွက်အချိန်ပိုကြာသွားတတ်ပါတယ်နံပါတ်4အချိန်မှန်ပါကျောင်းပို့ချိန်ကျောင်းကြိုချိန်တွေအချိန်မှန်ခြင်းရလဲကျမတို့ကလေးငယ်လေးတွေရဲ့တနေ့တာကျောင်းကလုပ်ငန်းစဉ်တွေမှာတဖြည်းဖြည်းချင်းအဆင်ပြေသွားဖို့အတွက်အထောက်အကူပြုပေးမှာပဲဖြစ်ပါတယ်နံပါတ်5နားလည်ပေးပါကလေးကကျောင်းမသွားချင်လို့ငိုတဲ့အခါမှာမငိုနဲ့ချောင်းမှာပျော်စရာကြီးဆိုပြီးတော့ပြောနေမဲ့အစားမမေတို့နဲ့ခွဲရလို့တသားကဝမ်းနေနေတာလားမမေကလည်းသားကိုတတိယနေမှာဒါပေမဲ့တသားချောင်းမှာဆော့ပြီးသွားလို့ရှိရင်မမေပြန်လာကြုံမယ်နော်ဆိုပြီးတော့သူ့ရဲ့ခံစားချက်လေးတွေကိုနားလည်ကြအောင်ပြောပြပေးပါကလေးတူးချင်းစီပေါ်မှာမူတည်ပြီးတော့သူတို့လေးတွေကြုံတွေ့လာရမယ်စိုးရိမ်ပူပန်မှု separation anxiety ရဲ့ကြာချိန်လေးတွေကတော့မတူညီဘူးဆိုတာကိုမိဘတွေအားလုံးသိရှိနားလည်ထားရမှာပဲဖြစ်ပါတယ်